တော့ငငယ်ရွယ်နဲ့အပြက်သီးမခံနိုင်ခုပဲဒီပညာရေးထိခိုက်ဒါသူတို့ရေမစင်မချင်းရောင်းလို့ဖြစ်ရတယ်အမလေးတော့တချို့တွေညာကိုသားသမီးကိုနိုင်အောင်မထိနိုင်တဲ့ပတ်ဝန်းကျင်ကိုပိတ်ရနေရအံ့ဩပါဟုတ်ဒါခမရတို့ရောင်းလို့ဖြစ်ရတယ်လေအသက်မပြည့်ရင်မရောင်းဘူးဆိုတာခမရတို့နားမလည်ဘူးဒါတရားစွဲလို့ရရနော်ရှင်းလားဒီလူကတော့ကွာအမေဆွဲလိုက်စမ်းပါအရက်သမားသားမို့ရက်သမားဖြစ်တာလေကိုသားကိုသာနိုင်အောင်ထိသွားပါဗျာပြန်ကြပါတော့သူများဆိုင်ရှိမှာအော်ကြီးရကျင်နေသွားဆိုင်ရက်ကိုလည်းမနေနဲ့အာယုံနောက်တယ်ဘယ်နဲ့တော့သူများဆိုင်ရှိကိုလာပြောအော်ကြီးရကျင်နေအရှက်မရှိလာပါရှင်ပြန်ကြရအောင်ကိုမရလာအေးခမရတို့တတိထားနေကြို့ကြောင်ကောင်းကောင်းသိတယ်နောက်တစ်ခါရောင်းလို့တော့ခမရတို့ဆိုင်ကိုမိရရှို့အောင်မဒီကတော့တရားလုံးလာပြီလုံးလိုက်လေတတိရှင်လုံးလိုက်စမ်းပါသူကညာချင်းချော်ရရှိသေးတယ်လာပါရှင်လာသမ်းပါရှင်တော်ရလေမင်းငါအကြောင်းသိရင်တော့ခင်တယ်ပဲအေးသိတယ်လာခဲ့ကျမတော့မကျေနပ်ဘူးကိုမတော့ဈေးရောက်နေဟောဘလိုင်းလာစောကားသွားအန်တီအဖေကအရောက်ဝယ်ခိုင်းလိုက်လို့လာပြန်ပြီနောက်တစ်ယောက်မရောင်းနိုင်ဘူးလို့ပြောလိုက်တောက်ချင်ကိုဘာသာလာဝယ်ခိုင်းသွားဟုတ်အဖေက6တွေဖောက်ရောင်းနေလို့လမ်းမလျှောက်နိုင်တော့ဘူးအေးသမီးအဲ့ဒါဆိုသမီးအမေဖြစ်အခြားလူကြီးတယောက်ကိုလာဝယ်ခိုင်းလိုက်ကြလားသွားပတ်ဆက်ပေးဝယ်အောင်ကြီးကျယ်နေတော်ဂျုံမွေတဲ့ကောင်ဒါကမိဘကောင်းစီခြင်းလို့အမြင့်တင်ပြီးတော့ခုံချတဲ့ကောင်ဒီခေတ်ကုံစင်းတို့ဒီခေတ်ပညာရေးစိတ်နဲ့အမေတို့မှာဘလောက်ရုန်းကန်ပြီးစူးစမ်းထားရတယ်